Yata Japanese Language Center မှာကြိုဆိုပါရရှင်။အခုဗီဒီယိုဖိုင်လေးကတော့ N3 သမားတွေအတွက် ground button စစ်တဲ့ဘိုင်းကိုဖြည့်ပြနေတာ၃ဘိုင်းမြောက်ကိုရောက်ပါပြီ။ဒါဆိုရင်စပြီးကကြတော့ကြည့်ကြည့်ရအောင်။ပြောခိနီဆိုတော့ယောဂနောင်ရဲ့နောက်ကနေပြီးကကြတော့နိကလိုက်တယ်။နောင်နီဆိုပြီးတော့ရွေးစရာအနေနဲ့ကကြတော့နာရုဆိုရဲကြီးလျှော့ခေးလားနာတလို့ခေါ်တဲ့တခေးလားနာလီလို့ခေါ်တဲ့ bamas မှာ mask ကိုဖြုတ်ထားတဲ့ပုံစံလားနာတဲ့လို့ခေါ်တဲ့တဲ့ခေးလားဘာလို့ထည့်မှာလဲတဲ့။သုံးထားတဲ့ငကုံမူရင်းပတ်တန်ကတော့နောင်နီနာရုနောင်နီနာလီမတ်ဆိုရယ် grammar pattern ကိုသုံးထားတာပါပြောခိနီနာတို့ပြောခိနီနာဒီမတ်ဆိုတော့ယောဂဖြစ်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့မှာအနောက်ကနေပြီးကကြတော့ထပ်ပြီးတော့ဆက်မဲ့ grammar pattern ကတော့ဟာဂျီမဲတဲ့ဆိုတဲ့စကားလုံးလေးထည့်ချင်တာတဲ့အဲ့တော့ဟာဂျီမဲတဲ့ဆိုတဲ့ grammar pattern လေးကတော့တို့တွေဟာဂျီမဲရုဆိုလို့ရှိရင် bamas မှာ mask ကိုပြောဟာဂျီမဲရုကတ်တယ်ဆိုလို့ရှိရင်စတင်ပြီးတော့ bad တယ်ဆိုတဲ့အဓိပ္ပာယ်လေးနောက် bad တဲ့ဟာဂျီမဲတဲ့ဆိုလို့ရှိရင်ကြတော့ bad တော့မှပဲဆိုတဲ့ grammar pattern လေးရှိပါတယ် bad တဲ့ဟာဂျီမဲတဲ့ဆိုလို့ရှိရင် bad တော့မှပဲဆိုတဲ့ grammar pattern လေးပါသူကကြတော့ဘတ်တော့မှပဲအဲ့ဒီအရာရဲ့ကောင်းကျိုးတွေအဲ့ဒီအရာရဲ့အကြောင်းတွေကိုနားလည်ခဲ့ရပါတယ်သိရှိခဲ့ရပါတယ်ဆိုတဲ့ပုံစံလိုမျိုးအနေနဲ့ဝါကြကလာတတ်ပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်မိဘအိမ်နဲ့ခွဲနေရတော့မှပဲကိုယ့်အိမ်ရဲ့နှွေးထွေးမှုတွေကိုနားလည်ခဲ့ရတယ်သိရှိခဲ့ရတယ်ဆိုတာလိုမျိုးတွေပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ကော်မိုင်းအနောက်ပိုင်းလေးကိုပဲဆက်ပြီးတော့ဖတ်ကြည့်ကြည့်လိုက်မယ်ခန်းခုံးတော့ကျမ်းမာခြင်းရဲ့ကျမ်းမာရေးရဲ့အာလီကာတိုင်း adjective မှာ e ကိုဖြုတ်ပြီးတော့စကတ်လိုက်တယ်ဆိုရင်ဒါကနောင်ဖြစ်သွားတာပါကျေးဇူးတင်စရာကောင်းမှုတွေကိုဝါကတာနားလည်ခဲ့ရတယ်သိရှိခဲ့ရတယ်ဒါကြောင့်ပတ်တန်ကတော့ verb တဲ့ဟာကြီးမဲ့တဲ့ဆိုရဲ verb တော့မှပဲဒီကိစ္စတွေကိုနားလည်ခဲ့ရပါတယ်သိရှိခဲ့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အဖြေမှန်ကနံပါတ်၄ဖြစ်သွားပါတယ်ဒါဆိုရင်ဒီပတ်တန်လေးကိုဖြည့်ရင်းနဲ့ဒီစာပိုက်ကလေးဒီမေးခွန်းလေးကိုဖြည့်ရင်းနဲ့တို့တွေကကြက်မဲ့ပတ်တန်လေးတစ်ခုက verb တဲ့ဟာကြီးမဲ့တဲ့ဆိုလို့ရှိရင် verb တော့မှပဲအနောက်ကအရာလေးတွေကိုသိခဲ့ရပါတယ်နားလည်ခဲ့ရပါတယ်ဆိုပြီးတော့လာနိုင်ပါတယ်လာတတ်ပါတယ်ခဲဒါဆိုနောက်ထပ်တစ်ပုဒ်ကကြတော့မီဇိုနော်မာနိုင်တဲ့ဆိုတော့ရေမတောက်ဖဲနဲ့ issue ခံမှုတစ်ပတ်တောင်မှပဲ ikiru ဆိုလို့ရှိရင်じゃအသက်ရှင်နဲ့အဲ့မှာသူကဂရုတုဖက်ဖြစ်တဲ့အတွက်ကြောင့်မလို့လာလဲရုဆိုပြီးတော့ခါနိုခေးဖောင်နေနဲ့ပြောင်းထားတာပါ iki လာလဲရုဆိုလို့ရှိရင်じゃအသက်ရှင်တန်နိုင်သည်ပေါ့နော် ikiru ကနေပြီးတော့ခါနိုခေးဖောင်ချင်းလိုက်တယ်အသက်ရှင်တန်နိုင်သည်တဲ့ဒါဆိုရင်နံပါတ်1ကကြတော့ဘဲခိတယ်နိုင်လားအနောက်ဆုံးမှာဆိုလို့ရှိရင်တော့ဘဲခိထလို့ပြောထားတယ်ဘဲခိထဆိုတာကじゃတင့်တယ်ပေါ့ဘဲခိတယ်နိုင်ဆိုတော့မသိမ့်ပါဘူးပေါ့နော်သူကကြဘာလဲဆိုလို့ရှိရင်ကြတော့ဝေဖန်သုံးသက်ရမှာသုံးတာပါပဲတယောက်ရဲ့ကိစ္စတခြားသူတစ်ခုရဲ့ကိစ္စဖြစ်ရတစ်ခုခုဝေဖန်သုံးသက်တာပေါ့နော်အခိုင်အမာဝေဖန်သုံးသက်တဲ့ပုံစံမှာသိတယ်ဆိုလို့ရှိရင်တော့ဘဲခိတာပေါ့နော်မသိဘူးဆိုလို့ရှိရင်တော့ဘဲခိတယ်နိုင်ပါနောက်တစ်ခုကတော့ဟာဆူတာနဲ့ဟာဆူကနိုင်ဟာဆူတာဆိုလို့ရှိရင်ကြတော့သေချာတယ်ဆိုတဲ့အဓိပ္ပာယ်ပါဟာဆူတာဆိုရင်သေချာတယ်ဒီအိမ်ကိုယ့်ရဲ့အိမ်နဘေးမှာနောက်ထပ်အိမ်တိမ်ရှိရဆိုတာသိတယ်အဲ့ဒီအိမ်မှာလူတွေနေရဆိုတာသိတယ်ဒီနေ့ကျမှပဲထူးထူးဆန်းဆန်းအဲ့ဒီအိမ်မှာမီဒီယာလည်းမှိတ်လို့လူတန်တွေလည်းမကြောက်ဆိုဟဲဒီနေ့ဘေးအိမ်ကလူတွေအပြင်သွားနေတာသေချာတယ်ဒါမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့ဒီကလေးလေးအကြောင်းကကောင်းကောင်းသိနေတဲ့အတွက်ကြောင့်မလို့ဒီကလေးလေးကတော့အောင်မသေချာတယ်ဒါမျိုးတိတ်ပဲနေနဲ့ဟာဆူတာသေချာရဲ့ဆွဲပတ်တန်လို့သုံးရပါတယ်ဟာဆုကနိုင်ဆိုလို့ရှိရင်ကြာသူကပြင်းထန်တဲ့ညှဉ်းဆန်ချက်ပါဆရာအကြောင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့ဒီမှာဆိုလို့ရှိရင်အဖြေမှန်ကဘာလဲဆိုရင်နံပါတ်3ဖြစ်ပါတယ်အသက်ရှင်နိုင်စရာအကြောင်းမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါဟာဆုကနိုင်ဆိုလို့ရှိရင်ကြာတော့ကြီးလျှော့ခင်းနဲ့သွားပြီးတော့တွဲလိုက်တယ် verb dictionary ဟာဆုကနိုင်ဆိုရင် verb စရာအကြောင်းကိုမရှိဘူးအဲ့ဒီမှာအခုကကြာခါနိုခေ verb dictionary နဲ့လာပြီးတော့တွဲလိုက်တာမလို့ verb နိုင်စရာအကြောင်းကိုမရှိဘူးဆိုပြီးဘာသာပြန်လိုက်တာပါအဲ့တော့ရေမတောက်ဖဲနဲ့ကတော့လေတပတ်တောင်မှပဲအသက်ရှင်နိုင်ကြတော့အကြောင်းကိုမရှိဘူးဆိုတဲ့အဓိပ္ပာယ်နဲ့အဖြေမှန်ကနံပါတ်3ဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်နံပါတ်73ကိုသွားပါမယ်။ Curio ဝါအာဂါရနိုင်ဆိုလာစာကမတက်ဘူးတဲ့။ပြီးတော့ကော်မာလေးကုတ်ပြီးကကြရှီကောတူဝါအလုပ်တွေကတော့ဖူရဲတဲ့တိုးပြီးကကြတိုင်းဟန်တာဆိုတော့ပင်ပန်းနေပေါ့နော်။ဒါဆိုအရှိကလည်းလာစာမတက်ဘူးဆိုတာကကောင်းသလားဆိုတော့မကောင်းပါဘူး။အလုပ်တွေကတိုးပြီးတော့ပင်ပန်းနေဆိုတာလည်းမကောင်းပါဘူး။ဒါဆိုရင်အရှိကလည်းမကောင်းတဲ့အချက်နောက်ကလည်းမကောင်းတဲ့အချက်ကိုဘာနဲ့ဆက်မလဲဆိုတဲ့အဓိပ္ပာယ်ပါ။တာမယ်နီဆိုတာကဖို့ရန်အတွက်ဆိုတဲ့အဓိပ္ပာယ်။ဟိုတိုးဆိုလို့ရှိရင်ကြတော့ခဏပါနေတာနော်ခဏပဲပြန်ပြောပေးနေတယ်ကြက်မိအောင်လို့မှတ်မိအောင်လို့ခေါင်းနဲ့ဆွဲအောင်လို့ပါပထမဆုံးကတော့ရေဘူးရအကြမ်းပြင်းနေနဲ့ခံမှန်းပြောဆိုတာလောက်ဆိုတဲ့အဓိပ္ပာယ်ပထမနှစ်ပိုင်းမှာဒီဟိုသို့ဆိုတာခဏပါနေတာနော်ရေဘူးရအကြမ်းပြင်းနေနဲ့ခံမှန်းပြောဆိုတာတနာရီလောက်ဆိုတဲ့ပုံစံလိုမျိုးနောက်အတိုင်းတာပါမှာနောက်ဖော်ပြပြောဆိုတာကတော့အီမီနီပါလောက်အောင်ဆိုတဲ့အဓိပ္ပာယ်လောက်အောင်ဆိုတာကကြတော့မလုံနိုင်လောက်အောင်ကိုပဲပင်ပန်းနေဆိုတာလိုမျိုးနောက်အီမီဆန်ကတော့ D3 ကိုလှည့်ပြောတာပါပုံမှန်ဆိုလို့ရှိရင်အမေကအချောဆုံး
ဒါဆိုလို့ရှင်အဆုံးဆိုပြီးကကြသုံးလိုက်လို့ရှင်ဒါ D3 ရိုးရိုးအဲ့တော့မှတို့ကဟိုတိုးနဲ့သွားတွေ့ရဆိုလို့ရှင်အဲ့ဒီဟိုတိုးရဲ့နောက်ကနေပြီးတော့ 9K လိုက်ရတယ်အမေလောက်ချောတဲ့သူကမရှိဘူးဆိုတဲ့ပုံစံလိုမျိုးဆိုတော့အမေသာချောဆုံးပဲလေနော်နောက်ထပ်တစ်ခုက D2 ပါပို့ပြီးဆိုပြီးတော့ဘာသာပြန်ရပါတယ်အဲ့တော့ငါဆိုတာကလက်ဆက်တာကပို့ပြီးတော့အရသာရှိတယ်ဆိုတာလိုမျိုးပေါ့နော်ကဲဟုတ်ပြီဒါဆိုနံပါတ်3စိတ်ဆိုတာကအကြောင်းရင်းနောက်ကနေလိုက်ပါတယ်အကြောင်းအရင်ရဲ့နောက်ကနေလိုက်တယ်အဲ့ဒီအကြောင်းအရင်ကြောင့်ဆိုပြီးကကြတော့သုံးတာပါအဲ့ဒီအကြောင်းအရင်ကြောင့်အနှုတ်သဘောဆောင်တဲ့အရာတွေဖြစ်သွားပါတယ်ဆိုရင်စိတ်ပါအပြူသဘောဆောင်တဲ့အရာတွေဖြစ်သွားရဲဆိုလို့ရှိရင်တော့ဥခခဲပါနေကောင်းလားဆိုဥခခဲစာမာတဲ့ဂန်ကီတက်ဆိုရင်တင်ကျေစုကြောင့်တင်မြတ်တာကြောင့်နေကောင်းချမ်းမှာရှိပါတယ်ဆိုတော့ဒါအပြူသဘောဆောင်တဲ့အရာတွေဖြစ်သွားတာလေဒါကြောင့်ဥခခဲဆိုတဲ့စကားလုံးကိုသုံးပေးရပါတယ်ကဲဟုတ်ပြီဒါဆိုလို့ဥယျာဏီဆိုတာကကြတော့နောင်အပြင်ဓာအပြင်ဆိုတဲ့အဓိပ္ပာယ်ပါပဲအဲ့တော့သူကတော့စွန်းဥယျာဏီဆိုတဲ့အဓိပ္ပာယ်ပဲကောင်းတာဆိုလို့ရှင်လေအရှိမကောင်းခြင်းပြောနေမလားအေးဓာအပြင်နောက်မှာဒီလိုကောင်းခြင်းတွေရှိသေးရဆိုပြီးထပ်ပြောတာလိုမျိုးပါအခုလည်းပဲအဲ့ဒီသဘောတရားပါအရှိမကောင်းတာပြောနေမလားထပ်ပြီးကကြမကောင်းတဲ့ချက်ကနောက်မှာလည်းရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အဖြစ်မှန်ကတော့နံပါတ်4ဖြစ်ပါတယ်ကဲဟုတ်ပြီဒါဆိုရင်နံပါတ်14ကိုသွားပါမယ်အမေကမိုးကကွက်လက်ဥချီနီဆိုတဲ့ grammar လေးကတော့ imi နှစ်ခုရှိပါမယ် imi ichi ကကြတော့ဟန်ကာကအိုခိုဒူမိုင်နီနာနီကာကိုစစ်တူပါအပြောင်းလဲမဖြစ်ခင်တစ်ခုခုကိုပြုလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့် verb တဲ့ idu uchini ဆိုတာနဲ့လည်းတွဲမယ် verb 9 uchini ဆိုတာနဲ့လည်းတွဲပါမယ်အဓိပ္ပာယ်ကတော့အတူတူပါပဲတနည်းအားဖြင့်ဆိုလို့ရှိရင်လင်းလင်းချင်းချင်းရှိနေစဉ်တောင်ပေါ်ကနေဆင်းမယ်ဆိုလို့ရှိရင်လင်းလင်းချင်းချင်းရှိနေစဉ်ဆိုတော့ verb တဲ့ idu uchini ကိုသုံးပါမယ်အဲ့ဒါလိုမျိုးလင်းလင်းချင်းချင်းရှိနေစဉ်တောင်ပေါ်ကနေဆင်းမယ်ဆိုတာကမှန်မောင်ခင်တောင်ပေါ်ကနေဆင်းမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲလေဒါကြောင့်မှန်မောင်ခင်ဆိုတော့ negative form အနေနဲ့ verb 9 uchini ဆိုပြီးတော့သုံးလိုက်တာပါအဓိပ္ပာယ်ကတော့အတူတူပါပဲအဲ့တော့ဟန်ကာကအိုခိုဒူမိုင်နီဆိုပြီးအနောက်ကနေပြီးတော့တခုခုကိုပြုလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့ imi ichi ကသုံးပါတယ် imi ni ကကြတော့ဘတ်နေစဉ်ဘတ်နေတုံးမှာပဲအနောက်ကနေပြီးတော့ထင်မထားတဲ့မှတ်မျောလင့်ထားတဲ့ကိစ္စကဖြစ်သွားတယ်လို့ပြောတဲ့အခါမှာဆိုရင်သုံးပါတယ်လက်မှတ်ဝယ်နေစဉ်မှာပဲယထာကြီးကထွက်သွားတယ်ဆိုတာလိုမျိုးပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ကြတော့မိုးကကွက်လက်ဥချီနီတဲ့ခိုင်းမွန်နိုနီအသက်ခိုရောဆိုတဲ့ခါကြတော့ဈေးဝယ်ဖို့အတွက်သွားလိုက်ရအောင်ပေါ့နော်ဒါဆိုရင်တို့ကနံပါတ်1နဲ့3လေးတဲကဖောင်နေနဲ့ဘာထက်မှာလဲတဲ့9ဖောင်လားကြီးလျှော့ခေးလားတခေးလားဗမတ်မှာ mask ကိုဖြုတ်ထားတဲ့အရာလေးလားဘာထက်မှာလဲဆိုလို့ရှိရင်ကြတော့သူက verb တဲ့ idu လည်းမှတ်ပါတဲ့အတွက်ကြောင့်မလို့ verb 9 uchini ဆိုတဲ့မှတ်ပတ်ခင်မိုးမရွာခင်ဈေးဝယ်ဖို့အတွက်သွားလိုက်ရအောင်ဆိုတဲ့အဓိပ္ပာယ်နဲ့အဖြစ်မှန်ကနံပါတ်1ဖြစ်သွားပါမယ်နောက်ဆုံးတစ်ပုဒ်ကကြတော့ speech ချိဝဆိုတော့ဟောပြောမှုကလေတဲ့ king george တဲ့စိတ်လှုပ်ရှားပြီးကကြတော့ land shoot တာဆိုတော့လေ့ကျင့်ခဲ့တဲ့ ikana kata ယောနိ ikana kata ဆိုလို့ရှိရင်တော့လေ့ကျင့်ခဲ့တယ်လို့တော့မဖြစ်ခဲ့ဘူးလားနောက် wakeniwa ikana ဆိုတဲ့ grammar pattern ကိုပဲသုံးထားရပေါ့နော် wakeniwa ikana ဆိုတဲ့ grammar pattern လေးစဉ်းစားကြည့်ရအောင် wakeniwa ikana ကနေပြီးတော့ 9k ကနေပြီးတော့ nakata ဆိုပြောင်းသွားတယ်နောက်ဒီညမှာ particle ဝကိုဖြုတ်ပြီးကကြတော့သူကလာထည့်ထားတာပါကဲဟုတ်ပြီအခုကတော့ wakeniwa ikana ကိုကြုံကြိုက်လို့မလို့ revision ပြန်လိုက်ပါမယ် wakeniwa ikana က dictionary form နဲ့တွဲရဆိုလို့ရှိရင်တော့ verb dictionary wakeniwa ikana 9k နဲ့သွားတွဲရဆိုလို့ရှိရင်တော့ verb 9 wakeniwa ikana ဆိုတာရှိပါတယ်အဲ့ဒီ wakeniwa ikana ဆိုတဲ့ grammar လေးကကြတော့လူပောင်အဖွဲ့အစည်းသို့မဟုတ်ကိုတူးရဲ့ခံယူချက်တွေအရာလုံးလို့တော့မဖြစ်ဘူးเนาะဗတ်လိုက်လို့မဖြစ်ဘူးเนาะဒါဆိုရင် verb dictionary wakeniwa ikana အိမ်အောင်ရှိရသူကြိုက်လို့မဖြစ်ဘူးเนาะဒီလိုအဓိပ္ပာယ်နောက်တစ်ခုကကြ9 wakeniwa ikana ဆိုမဘတ်လို့မဖြစ်ဘူးเนาะကိုယ်တီးတန့်ကြီးလာဖိတ်ထားတာအိမ်နိုင်ရာရောက်လာပြီးတော့ဖိတ်ထားဖြစ်တဲ့အတွက်ကြောင့်မသွားလို့တော့မဖြစ်ဘူးเนาะဒါဆိုလို့ရှိရင်ကြတော့မဘတ်လို့တော့မဖြစ်ဘူးဆိုတော့ verb 9 wakeniwa ikana မှာလူပောင်အဖွဲ့အစည်းရတော့၎င်းကိုတူးရဲ့ခံယူချက်တွေရတော့၎င်းဘတ်လို့တော့မဖြစ်ဘူးเนาะမဘတ်လို့တော့မဖြစ်ဘူးเนาะလို့ပြောတဲ့အခါမှာဆိုရင်သုံးပါတယ်ဘတ်လို့တော့မဖြစ်ဘူးဆိုရင် dictionary form wakeniwa ikana မှာမဘတ်လို့တော့မဖြစ်ဘူးเนาะဆိုရင်9 wakeniwa ikana ဆိုပြီးတော့သုံးရပါတယ်နောက်ဟိုတိုးဆိုတာကတော့အပေါ်မှာပြောထားတဲ့ imi လေးခုပါခုဆဲနီဆိုတာကကြတော့ရဲ့သားနဲ့ဆိုတဲ့အဓိပ္ပာယ်ပါနည်းနည်းလေးတော့မကြိုက်တဲ့သဘောနဲ့ပြောတာပါတချင်းဆိုတာမကောင်းဘဲနဲ့ပေါ့နော်မကောင်းရဲ့သားနဲ့သူကအမြဲတမ်းကာရာအိုကေဆိုင်မှာဆိုလို့ရှိရင် तू ကဥအောင်ပဲဆိုနေရဆိုတာလိုမျိုးပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်အဖြစ်မှန်ကတော့ဘာလဲဆိုလို့ရှိရင်ကြတော့စိတ်လှုပ်ရှားပြီးတော့လေ့ကျင့်ခဲ့တယ်လို့တော့မဖြစ်ခဲ့ပါဘူးဆိုတဲ့အဓိပ္ပာယ်နဲ့အဖြစ်မှန်ကတော့နံပါတ်1ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့နောက်ထပ် grammar 5ပုဒ်ပြီးပါပြီတခြားလေးလိုက်ပြီးကကြတော့ချက်ပါအားလုံးကျေးဇူးတင်ပါတယ်